ကဲအားလုံးပဲမင်္ဂလာပါထုံးစံလေးတိုင်းပဲကျွန်တော်ရှိုး channel ကနေပြီးတော့ကျွန်တော်ရဲ့ကိုရီမားတွေအားလုံးကိုကျွန်တော်ရဲ့ကိုရီမားတွေအားလုံးကိုပြန်လည်နှွေးထွေးစွာကြိုဆိုလိုက်ပါတယ် YouTube ပေါ်မှာကျွန်တော်အများတန်းနေ့ရက်တိုင်းအစမပြတ်အားပေးနေတဲ့အကိုရီမားတွေအားလုံးလူသစ်ကိုရီမားတွေအားလုံးတူတယောက်မကြံအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကိုလည်းဝင်ရောက်ပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်ဘက်ကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ရဲ့ကိုရီမားတွေအားလုံးပဲလူဟောင်းကိုရီမားတွေအားလုံးလူသစ်ကိုရီမားတွေအားလုံးကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးတွေကိုဝင်ရောက်ကြည့်ရှုတဲ့ကိုရီမားတွေအားလုံးဝင်ပြီးတော့မကြည့်ရှုတဲ့အကိုရီမားတွေအားလုံးခုနှစ်သားသမီးများအပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့အားလုံးပဲတလုံးတစ်ဝါပြည့်စုံနိုင်ကြပါစေလို့ဥဒ္ဒပထမကျွန်တော်ရဲ့ channel လေးကနေပြီးတော့ကိုရီမားတွေအားလုံးတို့ကိုဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်ကဲအားလုံးပဲမင်္ဂလာပါဒီလိုဖိုင်နေရဆိုရင်ဒါကျွန်တော်မနက်ဖြန်9ရက်တလ2026เนาะကျွန်တော်တို့ဗုဒ္ဓဘူးနေ့တော့ဗုဒ္ဓဘူးနေ့12နာရီ10မိနစ်တော့ကိုလာရောက်ပြီးတော့မျှဝေပြီးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်เนาะကျွန်တော်ရဲ့ကိုဒီမှာတဲ့အားလုံးကျွန်တော်အများနဲ့ပြောနေသလိုပဲဗီဒီယိုဖိုင်လေးကိုခုမှမြင်လို့ဝင်အောင်ဒါပဲဖြစ်ဖြစ်စိတ်ဝင်စားလို့ဝင်လာတာပဲဖြစ်ဖြစ်ကျွန်တော်အများနဲ့အားပေးလို့ဝင်လာတာပဲဖြစ်ဖြစ်ဘလို့ကြောင့်မျိုးနဲ့ပဲဝင်ကြည့်ကြည့်ပါဗီဒီယိုဖိုင်လေးဒီဒါကျွန်တော်ရဲ့ကိုမများအားလုံးတော့ကိုလည်းမဖြစ်မနေကြည့်ကြည့်ထိုက်တယ်ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်ဗီဒီယိုဖိုင်လေးကိုအချိန်လေး3မိနစ်4မိနစ်လောက်ပေးပြီးတော့အစားအနေအဆုံးမချုံမြဖက်နဲ့တခြားလေးကြည့်သွားပေးပါเนาะကျွန်တော်စကားရတော့ရှေ့ဝေးမပြောတော့ကျွန်တော်ရဲ့ကိုမများအားလုံးပဲကျွန်တော်အခုလက်ဆောင်ပတ်သီးလေးတစ်လုံးမှာကျွန်တော်ပေးခဲ့မယ်เนาะလက်ဆောင်ပတ်သီးလေးတစ်လုံးနဲ့ main နောက်ကွက်ပေါ့ကျွန်တော်ဒီ channel ရက်တွေမှာပြန်ပြီးတော့ကစားလို့ရအောင်เนาะကဲအားလုံးပဲ channel လေးကို subscribe လေးမနှိပ်ရသေးတဲ့ကိုတွေမတွေအားလုံးပဲ channel လေးကို subscribe လေးနှိပ်မယ် like လက်မလေးတွေထောင်ထားမယ်เนาะ comment လေးတွေမှာမင်္ဂလာပါ okay စသည်ဖြင့်အားလုံးပဲမှန်းပြီးတော့အားပေးခဲ့လို့ရပါတယ်ကျွန်တော်တို့ဘာမှလုပ်ပေးဖို့မလိုအပ်ပါဘူးအားလုံးပဲပထမဆုံးအနေနဲ့ကျွန်တော်ဒီ channel ရက်မှာเนาะပတ်တိတစ်လုံးကိုအကောင်းဆုံးလိုက်ပြီးတော့ကစားစေခြင်းတဲ့ကိုတွေမတွေအားလုံးပဲပိုင်ပိုင်နိုင်ကျွန်တော်အကျွေးကြီးကစားခြင်းတဲ့ကိုတွေမတွေအားလုံးတွေကျွန်တော်ဒီရက်မှာ channel ရက်ကို6ပိုင်လေးရှိပါတယ်เนาะ formula cycle ရကျွန်တော်6ပိုင်ပတ်တိရှိတယ်ပတ်တိတစ်လုံးအကောင်းဆုံးပိုင်ပိုင်နိုင်ပတ်ချင်တယ်ဆိုတော့ကိုတွေမတွေအားလုံးတော့ကိုကျွန်တော်ပြောတာပါเนาะ6ပိုင်လေးကျွန်တော်ကြိုက်တယ်6နဲ့ပတ်သက်ရင်ကျွန်တော်60ရယ်ကျွန်တော်66ဆိုတဲ့ကဏ္ဍလေးနှစ်ကွက်ပဲဖြစ်ပါတယ်เนาะ6နဲ့ပတ်သက်ရင်ကျွန်တော်60ရယ်66ဆိုတဲ့ခဏလေးနှစ်ကွက်ဒီခဏလေးမေရောနှစ်ကွက်နဲ့ main ပတ်သီးတစ်လုံးอ่ะကျွန်တော်မနက်ဖြန်ဗုဒ္ဓဘူးဆိုတော့ဗုဒ္ဓဘူးကျွန်တော်တို့ဗုဒ္ဓဘူးကြာတာပြီးတောက်ကြ channel 3ရက်ပေါ့နော် channel 3ရက်အတွင်းမှာ6ပိုင်လေးလုံးဝကိုကျင်းသေးပေါက်ကြပါလိမ့်မယ်နော်မေရောကွက်ကောကြမယ်လို့တော့ထင်ပါတယ်နော်မေရောကွက်မကြောက်ဘူးဆိုတော့ main ပတ်သီးကတော့လုံးဝအဆင်ပြေပါလိမ့်မယ်နော်ဒါဇာတို့ကစားခြင်းတဲ့ကိုတွေမတွေအောင်တော့ကိုကျွန်တော်မေတ္တာလက်ဆောင်လေးနဲ့ပေးတာပါနေတဲ့ကိုမများအားလုံးအတွက်ကျွန်တော်ခုနေတိုက်ကစားမဲ့ကိုတွေမတွေအားလုံးပဲတရားရေးလိုက်ပြီးမှတ်ထားပေးပါเนาะတရားရေးလိုက်ပြီးမှတ်သွားပေးပါမမှတ်မိဆိုတဲ့ကိုတွေမတွေအားလုံးကဘေးနားမှာစာရွက်ကလေးနဲ့ဖော်ပင်လေးနဲ့ယူထားပေးပါကျွန်တော်မနေ့က9ရက်တလ2026ကျွန်တော်ဗုဒ္ဓဘူးနေ့12နာရီ10မိနစ်အတွက်အကောင်းဆုံးမဖြစ်မနေထိနေရမယ်ကီးစီကျွန်တော်3.5ခုဆိုတဲ့ကီးပဲဖြစ်ပါတယ်เนาะ3.5ခုဆိုတဲ့ကီးပါကျွန်တော်ရဲ့အကိုတွေမတွေအားလုံးရှိမှာကျွန်တော်1ချင်းကီးလုံးမှရှိမယ်ဆိုရင်တွဲပြီးတော့ထိုးပါတွဲပြီးတော့ကစားပါဘဒိုပရိမျိုးပဲထိုးထိုးဘဒိုကနန်းမျိုးပဲလိုက်ပါเนาะ3.5ခုပါတော့ကနန်းစီဒီကအားကောင်းဆုံးကနန်းဖြစ်ပါတယ်ပတ်သီးနေနေကကျွန်တော်3.5ပတ်သီးကိုပဲပြန်ပြီးရွေးထုတ်ထားပါတယ်เนาะ3.5ပတ်သီးပါ3ညကြိုက်ရင်3ညပတ်ပါကျွန်တော်5ကြိုက်ရင်5ကိုပတ်ပါเนาะပတ်သီးကိုနှလုံးလုံးပတ်ပါလို့ကျွန်တော်မပြောဘူးကျွန်တော်အကြိုက်ဆုံး main ပတ်သီးလေးတစ်လုံးနဲ့တစ်ခွက်ကောင်းလေးပြန်ပြီးတော့ရွေးထုတ်ပေးမယ်ကျွန်တော်တို့9နဲ့ပတ်သက်ရင်ကျွန်တော်95ရယ်96က92ကเนาะ9နဲ့ပတ်သက်ရင်95ရယ်96က92ကဒါ9နဲ့ပတ်သက်အဓိကထားပြီးထိုးရမယ်ကဏ္ဍလေး3ကွက်ပါ3ညနဲ့ပတ်သက်ရင်3ည3ညရယ်3ည3ရယ်3ည6ကเนาะ3ည3ည3ည3 3ည6ဆိုတဲ့ကဏ္ဍလေးတွေပဲဖြစ်ပါတယ်ဒီကဏ္ဍလေး6ကွက်ကဒါပတ်တိမပတ်နိုင်ဆိုတဲ့ကိုအများအားလုံးကဒီကဏ္ဍလေး6ကွက်ကိုအဓိက main အနေနဲ့တင်ပြီးတော့ကစားပါเนาะပတ်တိတစ်လုံးပတ်ချင်တဲ့ကိုတွေမတွေအားလုံးအတွက်ကျွန်တော်နောက်ဖက်မှာ3ညပိုင်လေးကိုကြိုက်ပါတယ်เนาะ3ညပိုင်အပိုင်လားဆိုတော့အပိုင်တော့မဟုတ်ဘူးเนาะကျွန်တော် site ထဲမှာတွေးတဲ့ကဏ္ဍမျိုးကျွန်တော်ပေးတာအားကောင်းဆုံးကဏ္ဍလေးပါเนาะ3ညပိုင်ဆိုတဲ့ကဏ္ဍလေးအားကောင်းဆုံး3ညနဲ့ပတ်သက်3ညနဲ့ပတ်သက်ရင်3ည6ဆိုတဲ့ကဏ္ဍလေးဒီတစ်ခွက်ကောင်းပါเนาะ3ညနဲ့ပတ်သက်ရင်3ည6ဆိုတဲ့ကဏ္ဍလေးတစ်ခွက်ကောင်းကျွန်တော်9နဲ့ပတ်သက်ရင်56ဆိုတဲ့ကဏ္ဍလေးဒီတစ်ခွက်ကောင်းပဲဖြစ်ပါတယ်เนาะ3ည6နဲ့56ဒီဒါအကောင်းဆုံးတစ်ခွက်ကောင်းလေးတွေပါ main အနေနဲ့တင်ပြီးတော့ main ကွက်တင်ပြီးကစားခြင်းတဲ့ကိုတွေမတွေအောင်အတွက်3ည6 56ဆိုတဲ့ကဏ္ဍလေးနှစ်ကွက်ရှိပါတယ်เนาะကဏ္ဍကတော့အကုန်လုံး6ကွက်လည်းရှိတာเนาะအပူပါပါမယ်ဆိုရင်ကျွန်တော်ရဲ့ကိုတွေမတွေအားလုံးပဲက
ခဏရထုတ်ကွက်ကတော့မများဘူးနောက်ဖက်မှာလုံးဝအဆင်ပြေလိမ့်မယ်လုံးဝပေါက်လိမ့်မယ်ကျွန်တော်ပြောချင်တာယုံကြည်မှုပြည့်နဲ့လိုက်ပြီးတော့ဆော့ပါလုံးဝအဆင်ပြေပါလိမ့်မယ်နော်ယုံကြည်မှုရှိမှလိုက်ပြီးတော့ကစားပါလိုက်ပြီးတော့ထိုးပါလို့ကျွန်တော်မပြောဘူးကျွန်တော်ခုမြတ်ပေးတဲ့ခဏနေအားလုံးကအကိုကိုတွေမတွေအားလုံးအတွက်နော်အသုံးတက်မယ်လို့ထင်ယူပြီးတော့သုံးလို့ရအောင်ကျွန်တော်ဘက်ကနေပြီးတော့လာရောက်ပြီးမျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်နော်ကဲအားလုံးပဲတက်တာပါเนาะအခုလိုပဲကျွန်တော်မျှဝေပေးခဲ့တဲ့ခဏလေးနဲ့ကျွန်တော်မနက်ဖက်မှာအားလုံးပဲအဆင်ပြေကြပါစေအားလုံးပဲပေါက်ကြပါစေတက်တာပါဗျာเนาะ